လိုအပ်တဲ့ပစ္စည်းလေးတွေကမိုဟဲချီလိုမယ်ပေါ့နော်မိုဟဲချီလိုမယ်နောက်ပြီးတော့ဒီလိုမျိုးခေါင်းစည်းခွင်းလေးတွေလိုမယ်ခေါင်းစည်းခွင်းတွေကတော့ရှိတဲ့ခေါင်းစည်းခွင်းသုံးပါအဲ့ပြီးတော့အက်ကကျမက 3mm နဲ့ 2.5mm ကိုသုံးတယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ဒီမှာနှစ်လက်မအရွယ်ရှိတဲ့ကတ်ထူပြားလေးတစ်ပြားလိုတယ်ပေါ့နော်ကဲအဲ့တော့ဒါဆိုရင်စပြီးတော့ထိုးလို့ရပါပြီမိုဟဲချီပေါ်မှာမူတည်ပြီးတော့သူ့ရဲ့ပုံထွက်ကဒီလိုမျိုးကွာပါတယ်ဒါကတော့မိုဟဲချီအကျန်းပေါ့နော်သူကဟိုကျန်းတယ်မာတယ်ချီမြင့်များတယ်တောင့်လေးဖြစ်တယ်ပေါ့နော်အဲ့တော့သူကတော့ပိုလှတယ်လို့ထင်တယ်ပေါ့နော်ဒါကတော့မိုဟဲချီအပြော့အထူပေးမဲ့သူကပြော့တယ်ပေါ့နော်ဒါလေးကကြတော့သူကလည်းတစ်မျိုးတော့လှပါတယ်အဲ့တော့ကျမကအနံပါတ်3ကိုသုံးတယ်အဲ့မှာပထမဆုံး slip knot လေးလုပ်တယ် slip knot လေးလုပ်ပြီးတော့ခါကြတော့ဒီခေါင်းစည်းခွင်းလေးကိုကိုင်ပြီးတော့ဒီ slip knot လေးနဲ့တခါတည်းခဏတွဲလိုက်တယ်ပေါ့နော်ဒီလိုမျိုးလေးခေါင်းစည်းကြိုးလေးတော့ဝင်ပြီးတော့တွဲလိုက်တယ်တွဲပြီးတော့ခါကြတော့ချင်းတစ်ခုထိုးတယ်ထိုးပြီးတော့ဒီခေါင်းစည်းခွင်းထဲကနေပြီးတော့ဒီဟိုဟာကိုတိုင်တိုလေးတွေပတ်မယ်ပေါ့နော်ခေါင်းစည်းခွင်းလေးတွေဝင်ပြီးတော့ဒီအောက်ကခြီစာကိုလည်းတခါတည်းတင်ခဲ့မှာဖြစ်ပါတယ်ဒီလိုမျိုးတောက်လျှောက်ပတ်သွားမယ်ပေါ့နော်ပတ်တဲ့ခါကြလို့ရှင်လဲစိတ်ကလေးပတ်မယ်ပေါ့နော်ပထမဆုံးထိုးတဲ့ခါကြလို့ရှင်တော့သူကဒီလိုမျိုးကျဲနေလိမ့်မယ်ကျဲနေပြီမဲ့မှာ10ချက်လောက်ထိုးပြီးသွားလို့ရှင်သူ့ကိုပြန်စုလိုက်ပေါ့နော်အဲ့မှာပိတ်တိတ်ကလေးဖြစ်မှာသူကလှတယ်အဲ့လိုမျိုးခုဆိုရင်ကျဲနေမလားကျဲနေဒီလိုမျိုးလေးခေါင်းစည်းခွင်းသားကိုတနေရာကိုပြန်ပြီးတော့စုလိုက်နော်စုလိုက်လို့ရှင်ဒီမှာဒီလိုမျိုးအောက်ကအသားကိုမမြင်ရအောင်ထိပိတ်ကလေးဖြစ်အောင်တိုင်တိုလေးတွေတစ်ပတ်လဲထိုးသွားမှာဖြစ်ပါတယ်ကဲတော့အခုဒီမှာအဆုံးသတ်နာရောက်ပြီပေါ့နော်အဆုံးသတ်နာရောက်ပြီဆိုလို့ရှိရင်ဒီအစနေရာမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပေါ့နော်နောက်ပြီးတော့နည်းနည်းပြန်ညှိလိုက်ပေါ့တချို့ထူတဲ့နေရာထူပါတဲ့နေရာပါနေရာဆိုလို့ရှိရင်တစ်ချိန်ထိုးမယ်တစ်ချိန်ထိုးပြီးတော့ခါကြတော့ဒီကပ်ပြားလေးကိုယူမယ်ကပ်ပြားလေးကိုယူပြီးတော့တစ်ချိန်ထိုးထားပြီးပြီဆိုရင်ခုတစ်ချိန်ထိုးပြီးပြီเนาะထိုးတဲ့ဟာကိုမှဆွဲလိုက်ပေါ့เนาะခြီကိုဆွဲပြီးတော့ခါကြတော့ဒီကပ်ပြားလေးမှာချိတ်လိုက်ဒီမှာကပ်ပြားလေးသုံးတာများတော့နည်းနည်းဟွာဖြစ်သွားเนาะဒီလိုကပ်ပြားလေးမှာချိတ်လိုက်နော်ခုနအက်ခေါင်းကတုံနေလို့ဒီမှာ 2.5 အက်ကလေးကိုပြောင်းပဲပေါ့နော်အဲ့တော့ပြီးတော့ခါကြတော့ခုနကတိုင်တိုလေးတွေလောက်ထားတဲ့ရှီမှာခေါင်းလေးတွေမှာချီကိုပြန်ကောက်ပြီးတော့မှာချင်းတစ်ခုထိုးပြီးတော့ရှီဆွဲပြီးတော့ကပ်ပြားလေးမှာချိတ်လိုက်နော်အဲ့တော့တစ်ပေါက်ထဲကိုထိုးချီကိုကောချင်းတစ်ခုထိုးပြီးတော့ရှီလေးဆွဲကပ်ပြားလေးမှာချိတ်လိုက်နော်ပြန်ပြမယ်အဲ့တော့တိုင်တိုခေါင်းပေါက်ကလေးထဲမှာထိုးပြီးတော့ချီဆွဲပြီးတော့ချင်းတစ်ခုထိုးပြီးရှီလေးဆွဲပြီးတော့ကပ်ပြားလေးမှာချိတ်လိုက်အဲ့ဒီတိုင်းတစ်ပတ်လည်လုံးကပ်ပြားနဲ့ချိတ်သွားမှာဖြစ်ပါတယ်ပြန်ပြမယ်နော်ဒီမှာအကောင်လေးတွေကိုထည့်ချီဆွဲတစ်ချိန်ထိုးချီကိုရှီလေးဆွဲနောက်ပြီးတော့ကပ်ပြားလေးမှာချိတ်လိုက်အဲ့တော့အဲ့ဒီတိုင်းတစ်ပတ်လေကပ်ပြားချိတ်သွားမှာဖြစ်ပါတယ်သုံးနာရောက်လာပြီဆိုရင်ဒီမှာကန့်မှာများနေလို့ခွာခြင်းတယ်ဆိုရင်လည်းခွာလိုက်လို့ရတယ်နော်ဒီလိုမျိုးလေးခွာထပ်ထိုးစရာမကြံတော့ဘူးဆိုရင်ဘယ်လိုဆုံးသတ်မလဲဆိုတော့ဒီနေရာလေးကိုပဲထိုးလိုက်ဘာလို့ချီကိုကော်ပြီးတော့ခါကြတော့တစ်ချိန်ထိုးလိုက်ဒါပဲဒါအဆုံးသတ်ပဲဒီနေရာမှာချီကိုဖြတ်လိုက်ရုံပဲကဲတော့ဒီမှာဒါတုပ်ပြီးသားဖြစ်သွားပြီဒါကိုပြန်ခွာလိုက်ပါတော့ဟုတ်ပြီအဲ့တော့ခါကြတော့အခုဒီလိုနေထားလေးရပါပြီဒီလိုနေထားလေးရလို့ရှိရင်နောက်ထပ်ချီတရောင်နဲ့ဒီအနားသက်ကလေးတွေမှာလိုက်ပြီးတော့ရှက်ကော်ရဲ့တစ်ချင်းရဲ့နဲ့အဲ့လိုမျိုးပတ်လေအနားလိုက်သက်မှာဖြစ်ပါတယ်ကဲအဲ့ဒါလေးဆက်လုပ်မယ်နော်နဲ့တဲ့နေတော့ရှိတယ်ပေါ့နော်ဒီခွင်းလေးမှာလည်းလေအဲ့ဒါကိုလှတဲ့ဘက်ကကိုပဲယူလိုက်ပါနှစ်ခုရှင်ပြီးတော့ပေါ့နော်ကျမတို့ဒီဘက်ကပိုးလှရချင်တာပဲအဲ့ဘက်ကနေစပြီးတော့အနားသက်မယ်အဲ့လိုမျိုးလေး
ချီကင်လို့ကင်ထားမယ်ကင်ပြီးတော့ခါကျတော့ဒီမှာဘယ်နေရာစလို့ရပါတယ်အတဲပြောင်းမြန်ကြည့်ပြီးတဲ့ခါကျရင်ပေါ့နော်အဲ့တော့ဒီမှာခွင်းလေးတစ်ခွင်းကနေအကိုထိုးထားမယ်ထိုးပြီးတော့ဒီချီလေးကိုခွင်းလေးကိုဆွဲသွင်းလိုက်မယ်ပြီးတော့ပေါ့နော် chain တစ်ခုထိုးလိုက်မယ်ထိုးပြီးတော့ဒီအစာလေးကိုဟိုဘက်ထဲကိုထည့်လိုက်ထားပါတော့တရားကိုအစာလေးဟိုဘက်ထဲကိုသွင်းပြီးတော့မှ chain တစ်ခုထိုးလိုက်ပေါ့နော်ဒါတုတ်လိုက်တာပါပဲဒီနေရာမှာပေါ့နော်ဒီခွင်းလဲမှာတုတ်လိုက်တယ်တုတ်ပြီးတော့ဒီမှာနောက်တစ်ခါကြာရင်နောက်တစ်ခွင်းကိုလည်းဒီလိုပဲနောက်တစ်ခွင်းနဲ့ကိုထိုးမယ်ထိုးပြီးတော့ရှက်ကော်လေးထိုးမယ်ပြီးရင်တစ်ချိန်ထိုးမယ်နောက်နဲ့ကိုထိုးမယ်ရှက်ကော်လေးထိုးမယ်တစ်ချိန်ထိုးမယ်နော်ခွင်းနဲ့ကိုနောက်ခွင်းနဲ့ကိုဝင်ပြီးတော့ရှက်ကော်တစ်ချိန်ထိုးနော်အဲ့တော့ဒီမှာနောက်ခွင်းနဲ့ကိုဝင်ရှက်ကော်တစ်ချိန်ထိုးနော်အဲ့လိုမျိုးနဲ့ခွင်းလေးတိုင်းကိုနားသက်လေးလုပ်သွားမှာဖြစ်ပါတယ်ရှက်ကော်တစ်ချိန်ထိုးခွင်းလေးတွေကိုဝင်ရှက်ကော်တစ်ချိန်ထိုးခွင်းလေးတွေကိုဝင်ရှက်ကော်တစ်ချိန်ထိုးနော်အဲ့တော့ဒီလိုပုံစံမျိုးလေးဖြစ်ပါမယ်နော်အဲ့တော့တစ်ပတ်လေလုံးထိုးသွားပါဒီနောက်ဆုံးနေရာရောက်ရင်ပြန်လာခဲ့ပါမယ်နော်ဝင်းချင်းစီလှုပ်လာတာအခုအစနေရာရောက်ပြီပေါ့နော်အစနေရာရောက်ပြီဆိုလို့ရှိရင်လည်းထုံးစံတိုင်းပဲဒီမှာတစ်ချိန်ထိုးထားပြီးသားပေါ့နော်ဒီမှာတစ်ချိန်ထိုးထားပြီးသားအဲ့တော့ဒီမှာဒီခွင်းလေးတွေကိုဒီဆက်မဲ့ခွင်းလေးတွေကိုပေါ့နော်ဆက်မဲ့ခွင်းလေးတွေကိုရှက်ကော်လေးနဲ့ဆက်လိုက်ရုံပဲနော်ဆက်ပြီးတော့အဲ့ဒီမှာတစ်ချိန်ထိုးပြီးတော့ခြီကိုဖြတ်လိုက်ပါဒါဆိုရင်တော့ပြီးပါပြီနော်ဖြတ်ပြီးတော့ခြီစားကိုဒီမှာအစခြီနဲ့အဆုံးခြီကိုကျမတို့ဒီလိုပဲခြီလိုက်တယ်ပေါ့နော်ခြီပြီးတော့တူလေးဖြတ်လိုက်ပါတယ်အဲ့နဲ့အနားတက်မယ်ဆိုလို့ရှိရင်လည်းလှရတယ်ပေါ့နော်ဒီတိုင်းလုပ်ရင်လည်းရတယ်ဒါကြီးစီစားမကြောက်ဘူးဆိုလို့ရှိရင်တော့ဒီတိုင်းလေးပဲနှစ်ခေါက်3ခေါက်လောက်ခြီပြီးတော့တူလေးဖြတ်လိုက်ရင်လည်းရပါတယ်ပေါ့နော်အရန်တက်ရဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဟိုပါပေါ့ဒီမှာအနဲ့နော်ချုပ်အနဲ့လိုက်သိမ်းလည်းရတယ်နော်ဒီမှာတော့ကျမတို့ဒီမှာ3ခါလောက်ခြီလိုက်မယ်ဟုတ်ပြီခြီပြီးတဲ့ခါကျရင်ဒီနားအဆက်ကလေးကိုဖြတ်လိုက်မယ်နော်ခြီစားသိမ်းကြဒီတစားရှိသေးတယ်ဒါကိုလည်းခြီစားသိမ်းပါမယ်ဟိုကလေးနဲ့ချုပ်အကလေးတွေကိုထည့်ပြီးတော့ဒီအတွင်းထဲကိုထည့်ပြီးတော့သိမ်းလိုက်တာပဲပေါ့နော်ကဲဒါဆိုရင်ခြီစားသိမ်းပြီးပါပြီဒီစာလေးကိုဖြတ်လိုက်โอเคဒါဆိုရင်ဒီမှာချစ်စရာကောင်းတဲ့မိုဟဲကောင်းစီခွင်းလေးရပါပြီရှင်ဒီလိုလေးပါစီးထားရင်လည်းအရန်လှတဲ့ချစ်စရာလေးဒီမှာပါဒီနောက်ဆုံးထိုးတဲ့ဟာလေးကတော့ပိုလှတယ်လေတွန်းလေးတွေလည်းပိုများတယ်ဆိုတော့ပေါ့နော်အဲ့လိုမျိုးလေးတွေအားလုံးပဲကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အတူလိုက်ထိုးကြည့်နော်တတာ bye bye see you